တွေမြေဒုက္ခတွေတေးရကလေးတွေရဲ့၆သွေးနေချီတွေ့ခဲ့တဲ့အရာအလုံးတိမ်များလို့လွန်မြောတွေ့ရှိခဲ့တဲ့မနက်ခင်းလေးရဲ့အလင်းနဲ့ပြောက်ွယ်အမောင်ဖုံးလွှမ်းတဲ့ကြိုးစားခဲ့တဲ့အရာများလေးမြူခိုးတွေလို့ပဲစာရှိခဲ့လို့ဆုံးတော့ရှိနေတဲ့အသစ်ဖြစ်ခဲ့လို့ဟောင်းလွှမ်းခြင်းကြုံမဲ့မမြင်ချင်ကြတော့ပြင်းနေတဲ့ဘဝတဲ့ဘာတွေကိုသင်ချင်ချမလဲဘာတွေသင်ယူဆောင်သွားမလဲသင်ဘဝရဲ့မိစားလေးမခံသေးတဲ့အချိန်တွင်မှာရည်ရွယ်ရာကိုစိတ်ကူးနေရှင်တန်နေတကယ်မမဲလာပါတဲ့သမိုင်းတွေလေးရေးချလိုက်သင်ဘဝအချိန်လေးမနှောင့်ခင်မှာတွေ့ရှိခဲ့တဲ့မနက်ခင်းလေးရဲ့အလင်းနဲ့ပြကွယ်အမောင်ဖုံးလွှမ်းတဲ့ကြိုးစားခဲ့တဲ့အရာများလေးမြူခိုးတွေလို့ပဲအစရှိခဲ့လို့ဆုံးတော့ရှိနေတဲ့အသစ်ဖြစ်ခဲ့လို့ဟောင်းလွန်ခြင်းကြုံမဲ့မမြင်ချင်ကြတော့ပြင်းနေတဲ့ဘဝတဲ့ဘာတွေကိုသင်ချင်ချမလဲဘာတွေသင်ယူဆောင်သွားမလဲသင်ဘဝရဲ့မိစားလေးမခံသေးတဲ့ချိန်တွင်မှာရည်ရွယ်ရာကိုစိတ်ကူးနေရှင်တန်နေတကယ်မမဲလာပါတဲ့သမိုင်းတွေလေရေးချလိုက်သင်ဘဝအချိန်လေးမနှောင့်ခင်မှာဘာတွေကိုသင်ချင်ထားမလဲဘာတွေသင်ယူဆောင်သွားမလဲသင်ဘဝရဲ့မိစားလေးမခံသေးတဲ့ချိန်တွင်မှာရည်ရွယ်ရာကိုစိတ်ကူးနေရှင်တန်နေတကယ်မမဲလာပါတဲ့သမိုင်းတွေလေရေးချလိုက်သင်ဘဝအချိန်လေးမနှောင့်ခင်ရေးချလိုက်သင်ဘဝအချိန်လေးမနှောင့်ခင်မှာ